တကယ်ကြီးကဘာဖတ်အော်ကျဘရိုတကားကြီးကျန်းနေပြီโอเค brother ရေအခုဆိုအခုကျွန်တော်အိမ်မှာအခုကျွန်တော်တဲခေါ်မှာဖြစ်ပါတယ်ဒီညကျွန်တော်အိမ်မှာအခုဖြောခေါ်မှာအခုတဲခေါ်မှာဖြစ်ပါတယ်โอเคဒီဗီဒီယိုလေးကိုကျွန်တော်တို့အဆုံးထိလိုက်ကြည့်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဒါပေမဲ့အဲ့လိုကျွန်တော်တို့ live မလုပ်ပါနဲ့ကျွန်တော်အခုခေါ်မှာတော့ကျွန်တော်တကယ်ခေါ်မှာဖြစ်ပါတယ် brother တို့စိတ်ဝင်စားရဆိုရင် brother တို့ကြည့်ပါဒီဗီဒီယိုโอเคအခုကတော့ကျွန်တော်7နာရီလောက်တာဖြစ်ပါတယ်โอเคဒါတစ်ချောင်းရယ်ကျွန်တော်တို့မီးချစ်ရယ်ပြီးရင်ကျွန်တော်တို့အဲ့ဒါပါပဲအဲ့ဒါနဲ့ကျွန်တော်တို့ခေါ်မှာဖြစ်ပါတယ်ဘယ်လိုမှန်ရှိရင်မှန်ပေါ်တင်ပြီးတော့ခေါ်လို့ရပါတယ်တကယ်လို့ကစားတာကိုမခေါ်ချင်တော့ဆိုမီးကိုပြန်ပို့လိုက်ရင်ရပါတယ်โอเคကျွန်တော်ခေါ်မှာဖြစ်ပါတယ်ဒါပေမဲ့ခေါ်ရင်တော့ကျွန်တော်ဒီမီးမိတ်ကမှာပဲโอเคအခုကတော့ကျွန်တော်မိတ်လိုက်ပါပြီโอเคဒီကတော့ကျွန်တော်မီးထွန်းလိုက်ပါပြီโอเคဘာအများထူးခြားမှုရှိမလဲတော့ကျွန်တော်ကြည့်ရမှာပဲ5 minutes later အားနေတော့ကျွန်တော်ကြည့်ရမယ်နော်ဟေးစိတ်ရတော့စော်ရလောက်ကြရအောင်ဟေးစိတ်ရတော့နော်လှုပ်ရှားတယ်လို့ပြောလို့ရတယ်ကျွန်တော်လို့what the fuck ရငါမင်းကိုဘာမလုပ်ဘူးနေလဲငါ့ကိုအဲ့ဒါမပေးနဲ့နော်ငါပြောခိန်ကစားဝယ်ခေါ်တာโอเคဟိုမှာကျွန်တော်what the fuck โอเคနောက်နေလေโอเคဟိုမှာကျွန်တော်တကားတော့ရှိရဲ့ရ fuck you ဟာခုနကကျွန်တော်အဲ့တကားကြီးပိတ်လာရနော်ဟိုဒီမှာကျွန်တော်မီးထွန်းထားရဗျာโอเคပစားတယ်လေတကယ်ကြီးကဘာဖတ်အော်ကျဘရိုတကားကြီးကျန်းနေပြီโอเคငါမကစားတော့မင်းသွားလို့ရပြီโอเคငါမကစားတော့ဘူးโอเคโอเคโอเคဘရိုတို့ဒီနေ့ဗီဒီယိုလေးကကျွန်တော်ဒီတော့ပါပဲโอเคအခုကတော့ကျွန်တော်နေတဲ့တယောက်တည်းကစားတာဆိုတော့ပြန်နည်းနည်းရင်းနှီးပန်းနေတော့အဲ့နည်းရှိရဗျာဘရိုတို့ကျွန်တော်တို့တော့လိုက်မကစားပါနဲ့โอเคကြားတယ်โอเคငါပြီးကျွန်တော်နောက်တဲ့ကောင်းတဲ့ဗီဒီယိုလေးပါကျွန်တော်ပြန်တွေ့ကြအောင်ဗျာโอเคဘိုင်